ဟေးရှေ့တို့ဒီနေ့စာမယ့် topic လေးက sum နဲ့ any sum နဲ့ any ပေါ့နော်အဓိကဒီရှေ့တို့ဘာသုံးလဲဆိုတော့ဒီ sum ကိုဒီရှေ့တို့ positive ဒီရှေ့တို့ positive အသုံးလို့နှစ်ခုလုံးကတော့အနည်းငယ်ကိုပဲပြောချင်တာဒါပေမဲ့ဒီရှေ့တို့sum ကိုကျတော့ positive နေရာတွေမှာသုံးနေဒီ any ကကျတော့ဒီရှေ့တို့ negative 5တွေပြီးတဲ့အခါကျရင်ဒီ any ကိုသုံးနေပေါ့နော်ဒီပထမပုံလေးကိုကြည့်မဲ့အခါသူဒီမှာပြောထားတာက I've got some money ပတ်စံအနည်းငယ်ငါမှရှိတယ်ဒါဒီဘက်က any မှာဆိုရင် I haven't got any money ငါမှပတ်စံအနည်းငယ်တွေတော့မရှိဘူးသူအဲ့လိုပုံစံမျိုးပြောချင်တာဒီက examples တွေမှာဆိုရင် use some in positive sentences some ကို positive စာကြောင်းတွေမှာသုံးနေပြီးတော့ဒီဘက်မှာ use any in negative sentences any ကိုကျတော့ negative တွေမှာသုံးနေဒီကဥပမာမှာဆိုရင် I'm going to buy some clothes ဒီမှာဆိုရင်ငါကအဝတ်အနည်းငယ်ကိုငါဝယ်တော့မယ်အနည်းငယ်ဒီနေရာမှာတချို့မငင်းချင်ဘူးအကြတော့ရိုးရိုးအနည်းငယ်ကိုပဲပြောချင်တဲ့အတွက်ကြောင့်ဒီနေရာမှာ some ကိုသုံးတာနောက်တစ်ကြောင်းက there's some ice in the fridge ဒီရေခဲတက်တာတွေမှာပေါ့နော်အဲ့ထဲမှာရေခဲအနည်းငယ်ရှိတယ်ဒါလည်း positive sentence တွေပဲနောက်တစ်ကြောင်းက we did some exercises ငါတို့ကလေ့ကျင့်ခန်းအနည်းငယ်ကိုလုပ်ခဲ့တယ်လေ့ကျင့်ခန်းအနည်းငယ်လုပ်ခဲ့ဒီညမှာလည်း positive ကိုပြောချင်တာမဟုတ်လို့တချို့ some ကိုသုံးမယ်ဒီဘက်မှာ any မှာကျတော့ I'm not going to buy any clothes ငါကအဲ့နည်းနည်းလေးကိုတော့ငါဝယ်မှာမဟုတ်ဘူး I'm not going to buy any clothes ငါအဝတ်စားနည်းနည်းလေးတော့ငါဝယ်မှာမဟုတ်ဘူးဒီညမှာတချို့သုံးတာက not အငင်းပုံစံနဲ့လာပြီဆိုရင်တချို့ any ကိုသုံးတယ် some ကိုမသုံး any some ကကျတော့ positive sentences တွေမှာသုံးတယ် any ကိုကျတော့ negative sentences တွေမှာသုံးတယ်ဒီက main point အဲ့ဒါပဲဒီနေရာမှာကျတော့ some ကိုဘယ်မှာသုံးလဲဆိုတော့ဒီ positive sentences ဒီမှာသုံးနေနောက်တစ်ခါဒီ any ကိုကြာဘယ်မှာသုံးလဲဆိုတော့ negative sentences ဒီမှာသုံးနေအဲ့ဒါပဲနောက်တစ်ကြောင်းက there isn't any orange juice in the fridge ဒီရေခဲတက်တာထဲမှာလိမ္မော်အချို့နည်းနည်းလေးတောင်မရှိဘူးဒီရေခဲတက်တာထဲမှာအဲ့လိုပုံစံမျိုးနဲ့ပြောချင်တာနောက်တစ်ကြောင်းက we didn't do any exercises ငါတို့က exercise နည်းနည်းလေးတောင်အနည်းငယ်တော့ငါတို့မလုပ်ခဲ့ဘူးဒီနေရာမှာညင်းတာမို့လို့လဲရှင်တို့ any ကိုသုံးတာဟုတ်ပြီအဲ့ပြီးရင်နောက်တစ်ခုက any and some questions any နဲ့ some ကိုဒီနေရာမှာရှင်တို့question မိကုန်းမေးမှာအပေါ်ကကြောရိုးရိုးဟာပဲနောက်တစ်ခုကဒီနေရာမှာကြောမိကုန်းပုံစံနဲ့မေးမှာ any and some question in most questions မိကုန်းအများစုမှာဆိုရင်တချို့က any ကိုပဲသုံးတာ but not all အားလုံးနဲ့မှာမဟုတ်ဘူးနော်မိကုန်းမေးတဲ့အခါတိုင်းမှာ some ကိုမသုံးဘူး any ကိုပဲသုံးတယ်ဒါပေမဲ့စာကြောင်းထဲမှာတော့မဟုတ်ဘူးနော်ရှင်းချက်လေးတော့ရှိတာပေါ့in most question မိကုန်းကြီးအများစုမှာဆိုရင်ဒီ any ကိုသုံးမယ်ဥပမာ is there any ice in the fridge ဒီရေခဲတက်တာထဲမှာရေခဲအနည်းငယ်ရှိလားအဲ့လိုမေးနေတာမလို့ဒီနေရာမှာ any ကိုသုံးတာsome ကိုမသုံးဘဲနဲ့မိကုန်းမေးတာမလို့ဒီနေရာမှာ any ကိုသုံးတာနောက်တစ်ကြောင်းက has he got any friends သူ့မှာတကယ်ချင်းနည်းနည်းလောက်ရှိနေပြီလားပေါ့အဲ့လိုမြည်ချင်တာအဲ့လိုပုံစံမျိုးနဲ့ဆိုလေဒီညမှာမိကုန်းပုံစံနဲ့မြည်ရမို့လို့ရှိရင် any ကိုသုံးမယ်နောက်တစ်ကြောင်းက do you need any help အကူညီလိုလားပေါ့နော်မင်းငါစီကအကူညီအနေငယ်လောက်လိုလားအဲ့လိုပုံစံမျိုးနဲ့မြည်ချင်တဲ့အခါမှာလေကျတို့ဒီ any ကိုသုံးတယ်အဓိက main point ကကျတော့ဘာသုံးလဲဆိုတော့ဒီမိကုန်းကြီးမြည်တဲ့အခါကျရင်ကျတို့ဘာသုံးလဲဆိုတော့ any some ကိုမသုံး any ကိုသုံးမယ်Okay. Now the Janga, we normally use sums, not any, when we offer things. ငါတို့တွေကဥပမာတချို့ကအဲ့လိုမျိုးတစ်ခုခု offer လုပ်ရှင်တဲ့အခါကျရင်လည်းတချို့ sum ကိုသုံးနေ any ကိုမသုံးဘူးအခါကျရင်တော့ sum ဖြစ်သွားပြီဥပမာ would you like နဲ့စတဲ့မိကုန်းနေပေါ့နော်အခါကျရင်တော့ would you like some coffee coffee အနေငယ်ကိုမင်းတို့ coffee တောက်မလားပေါ့နော်အဲ့လိုမျိုး offer တချို့အဓိကပြောရှင်တာက when we offer things ငါတို့တစ်ခုခုတွေကို offer လုပ်ရှင်တဲ့အခါကျရင်ဒီ sum ကိုသုံးတယ် offer လုပ်ရှင်တဲ့အခါကျရင် sum ကိုသုံးမယ်နောက်တစ်ခုကwould you like some coffee ဆိုရင် okay yes please coffee တောက်မလားအဲ့လိုမျိုးမြည်တဲ့အခါကျရင်ဟုတ်ကဲ့ပေးပါ coffee အဲ့လိုမျိုးပုံစံမျိုး offer လုပ်တဲ့အခါကျရင် sum ကိုသုံးမယ် okay or when we ask for thing ငါတို့ကအဲ့လိုမျိုးတစ်ခုခုတောင်းတာပေါ့နော်ဘယ်လိုပြောမလဲအဲ့လိုမျိုး ask for things အဲ့လိုမျိုးတွေခါကြရင်လေ can I have အခါကြနော် can I have ငါဒီဟာကိုဥပမာ can I have coffee ငါဒီ coffee လေးတောက်လို့ရမလားအဲ့လိုမျိုးတချို့တစ်ခုခုအဲ့လိုမျိုးတောင်းဆိုရဲ ask for things အဲ့လိုမျိုးနေရာကြီးကြရင်လေတချို့ sum ကိုသုံးနေ
ဥပမာ can I have some soup ဒီ soup လေးကိုငါတောက်လို့ရမလား please okay အခါကျရင်လေ yes help yourselves တောက်လိုက်မိဘသမီးယူတောက်လိုက်အဲ့လိုပုံစံမျိုးနဲ့သုံးတာနောက်တစ်ချောင်းက can you lend me some money ငါ့ကိုဆန်နည်းနည်းလောက်ရှိမလားအခါကျရင်လေကျွန်တော် any ကိုမသုံးမနဲ့ some ကိုသုံးနေပေါ့နော်နောက်တစ်ချောင်း sure how much do you need မင်းဘယ်လောက်လိုတာလဲအဲ့လိုပုံစံမျိုးနဲ့ပေါ့နော် okay အဲ့ကြတော့ဒီမှာဆိုရင်မိကိုမေးတဲ့အခါကျရင် any ကိုသုံးမယ်နောက်တစ်ခုကကျတော့offer လုပ်တဲ့အခါwhen we offer things ငါတို့ကတစ်ခုခုကို offer လုပ်ရှင်တဲ့အခါကျရင်ဒီ any ကိုသုံးမယ်some ကိုသုံးမယ် okay နောက်တစ်ခုကကျတော့ ask for things ငါတို့တစ်ခုခုလိုချင်တာတွေကိုတောင်းတဲ့အခါကျရင်ဒီလို some ကိုသုံးမယ် okay ကျရင်နောက်တစ်ခုကရှင်းလို့ some and any without a noun နောက်မပါဘဲနဲ့ some and any ကိုဘယ်လိုနေရာမှာသုံးလို့ရလဲပေါ့နော်အဲ့လိုအခါကျရင်ဒီစာကြောင်းလေးမှာကြည့်မယ် I didn't take any photographs but and took some ငါကဓာတ်ပုံလေးနည်းနည်းလေးတော့ငါမရိုက်ခဲ့ဘူး but and took some and ကကြတော့အနည်းငယ်ပေါ့ငါတို့ဓာတ်ပုံနည်းနည်းလေးအောင်မရိုက်ခဲ့ဘူးဒါပေမဲ့ and ကတော့ဓာတ်ပုံနည်းနည်းရိုက်ခဲ့တယ်အဲ့လိုပုံစံမျိုးနဲ့သုံးတာငါဓာတ်ပုံနည်းနည်းလေးအောင်မရိုက်ခဲ့ဘူးဒီနေရာမှာတချို့ညင်းတာမို့လို့ဒီမှာ didn't take any photograph ဒီနေရာမှာညင်းတာမလို့တချို့ဒီနေရာမှာသုံးတာ any အငင်းမှာ but and to some ဒီနေရာမှာ some မဲ့သုံးတယ်တချို့ဒီနေရာမှာပြောချင်တဲ့ some ကသူရည်ညွှန်းတာက some photographs ဒါကိုရည်ညွှန်းချင်တာဒါပေမဲ့တချို့ရှိမှာပပြီးသားဒီမှာ photographs ပပြီးသားဓာတ်ပုံတွေကပပြီးသားငါကဓာတ်ပုံနည်းနည်းလေးအောင်မရိုက်ခဲ့ဘူးဒါပေမဲ့ and ကတော့သူကနည်းနည်းရိုက်ခဲ့တယ်အဲ့လိုပုံစံမျိုးနဲ့ဒီနေရာမှာတချို့ပြောချင်တာဒီ some က some photographs ကိုသုံးပေမဲ့တချို့အဲ့အစားဒီကအစား some ကိုသုံးလို့ရတယ် some photographs နေရာမှာ some တစ်လုံးနဲ့သုံးလိုက်လို့ရတယ် okay အခါကျရင်တချို့ noun ကိုဖြုတ်လို့ရတယ်ပေါ့နော်အရှိမ noun ကိုတချို့ mention ပြီးသားအဲကြောင့်နောက်တစ်ကြောင်းမှာနောက်ဆက်ကြောင်းမှာဆိုရင်တချို့အဲ့ photographs ကိုဖြုတ်လိုက်လို့ရတယ် some တစ်လုံးနဲ့သုံးလို့ရတယ် okay you can have some coffee but you don't want any I don't want any okay you can have some coffee မင်း coffee နည်းနည်းတောက်လို့ရနော်မင်း coffee ယူတောက်လို့ရတယ်နော်အဲ့လိုပုံစံမျိုးနဲ့ဒီညမှာ share positive မို့လို့ some ကိုသုံးထားတယ် okay ဒါပေမဲ့နောက်ဆက်ကြောင်းမှာ but I don't want any ဒါပေမဲ့မင်း coffee တောက်ရှင်နည်းနည်းယူတောက်လို့ရတယ်ဒါပေမဲ့ငါကတော့နည်းနည်းလေးတော့မလိုချင်ဘူးဒီညမှာတချို့ညင်းတာမို့လို့ညင်းတဲ့စာကြောင်းမှာတချို့ဘာနဲ့သုံးလဲ any နဲ့သုံးမယ်ဒီ any ကဘာကိုပြောရလဲဆိုတော့ any coffee အရှိမတချို့ mention ပြီးသားအရှိက you can have some coffee ဒီညမှာ some coffee ရှိမှာ coffee ကို mention ပြီးသားမလို့တချို့နောက်ကြောင်ပြောတဲ့အခါကျရင်တချို့ any ပဲသုံးလို့ရတယ် any coffee လို့မသုံးလို့ရတယ်ဒီ any တလုံးနဲ့သုံးရင်တချို့ပြည့်စုံပြီစာကြောင်းကလို့သဘောမျိုးနောက်တစ်ကြောင်းက I've just made some coffee ငါအခုပဲcoffee ဖြော်ပြီးသွားတာ would you like some မင်းနည်းနည်းလေးတောက်ရှင်လားမင်းတောက်ရှင်လားငါအခုပဲ coffee ဖြော်ပြီးသွားတာ would you like some တချို့ဒီညမှာဘာသုံးလဲဆိုတော့ offer အပေါ်ကရှေ့ပြောသလိုပဲ offer လုပ်ရှင်တာ offer လုပ်တဲ့ຢာရယ်ဆိုရင် offer လုပ်တဲ့ຢာရယ်ဆိုရင်ဒီညမှာပါတယ် okay ဒီညမှာ we normally use some when we offer things ဒီရှေ့ offer things အဲ့လိုမျိုးတစ်ခုခုဒီ coffee လေးတောက်အောင်မလားဒီ soup လေးတောက်အောင်မလားအခါကျရင် offer လုပ်တဲ့အခါကျရင်ရှေ့ some သုံးတယ်အဲ့လိုမျိုးပဲအောက်မှာ would you like some မင်း coffee တောက်အောင်မလားဒီညမှာပြောတဲ့ some က some coffee အရှိမ coffee ကို mention ပြီးသား okay နောက်တစ်ချောင်းက what's your luggage မင်းရဲ့ luggage ကဘာမှလဲ I haven't got any ငါ luggage ဝယ်တာမွေတာသေးဘူးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးပြောချင်တာအဲ့လိုမျိုးမင်းရဲ့ luggage ကဘာမှလဲလို့မင်း I haven't got any ဒီညမှာအငင်းမို့လို့ရှယ်လို့ any ကိုသုံးတယ်ဒီညမှာပြောတဲ့ any က any luggage okay ပြီးရင် are there any biscuits biscuit နည်းငယ်လောက်ရှိလားပေါ့နော်yes there are some in the kitchen မိဖို့ကြောင့်နေမှာနည်းနည်းရှိတယ် biscuit နည်းနည်းလောက်ရှိလား are there any biscuit ဒီညမှာတချို့မေးတာမိဖို့မို့လို့ any okay မိဖို့မို့လို့ any အဲ့တော့အဖြေကျတော့ yes there are some in the kitchen မိဖို့ကြောင့်နေမှာနည်းငယ်ရှိတယ် positive ပုံစံမျိုးနဲ့ဖြေတာမို့လို့ yes there are some in the kitchen ဒီညမှာပြောတဲ့ some က some biscuit တချို့ရှိမှာ biscuit ကို mention ပြီးသား biscuit ကို mention ပြီးသားအဲ့ဒါကြောင့်မို့လို့ okay နောက်တစ်ခါက some တချို့some နေနဲ့ any နဲ့တွဲသုံးတဲ့ဟာရှိရပေါ့နော် something somebody or someone okay anything anybody or anyone okay she said something သူမကတခုခုကိုပြောခဲ့တယ်something တခုကိုပြောခဲ့တယ် okay I saw somebody or someone အချို့ somebody လည်းသုံးလို့ရတယ် someone လည်းသုံးလို့ရတယ်ငါတယောက်ယောက်ကိုမြင်ခဲ့တယ်
okay နောက်တစ်ကြောင်းက would you like something to eat mean တခုခုစားခြင်းလား offer လုပ်တာတချို့ဒီမှာ offer လုပ်တာ offer လုပ်တဲ့ပုံစံမျိုးနဲ့ some ကိုတွေ့သုံးထားတာ something okay would you like something to eat mean တခုခုစားခြင်းလားစားမလား okay quick မြင်လို့ somebody's coming တယောက်လာနေပြီတယောက်လာနေပြီမြင်လို့အဲ့လိုပုံစံမျိုးနဲ့သုံးတာအားကြောင့် quick somebody's coming တယောက်လာနေပြီမြင်လို့အဲ့လိုပုံစံမျိုးနဲ့သုံးတာဒီမှာကanything anybody she didn't say anything သူမကနည်းနည်းဘာမှတော့မပြောခဲ့ဘူးသူမအဲ့လိုမျိုးပုံစံမျိုးဒီမှာတချို့ညင်းတာ not ပါတယ်အားကြောင့်တချို့ဒီမှာ anything not something okay တချို့ဒီနေရာမှာ she didn't say anything anything နဲ့တွေ့တော့မယ် okay she didn't say anything သူမကနည်းနည်းလေးတော့ဘာမှတော့မပြောခဲ့ဘူးအဲ့လိုပုံစံမျိုးနဲ့ညင်းတာနောက်တစ်ကြောင်းက I didn't see anybody or anyone ငါကလူတယောက်တောင်မှမတွေ့ခဲ့ဘူးတယောက်လေးတောင်မတွေ့ခဲ့ဘူးဒီနေရာမှာလည်းညင်းတာမို့လို့ရှိလို့ not ပါတယ်အဲ့ဒီတော့ကြောင့်ရှိလို့ anybody or ရှိလို့ anyone okay အဲ့ဒါကိုသုံးမယ် okay နောက်တစ်ကြောင်းက are you doing anything this evening ဒီညနေခင်းမှာမင်းတခုခုလုပ်နေလား okay ဒီကျတို့ဒီမှာအဓိကပြောချင်တာကမေးတာဆိုရင်ကျတော့ any သုံးမယ်အားကြောင့် are you doing anything မင်းတခုခုလုပ်နေလား this evening ဒီညနေခင်းမှာမင်းတို့တခုခုလုပ်နေလားပေါ့အဲ့လိုပုံစံမျိုးနဲ့မေးရမလို့ကျတော့ဒီမှာ anything ကိုသုံးမယ် okay what's and ကဘာမှလဲ has anybody seen her and ကဘာမှတော့တရားရောက်ကသူ့မြင်လိုက်သေးလားအဲ့လိုပုံစံမျိုးနဲ့မေးရမြင်လိုက်သေးလားအားကြောင့်ဒီနေရာမှာမိကိုပုံစံနဲ့မျိုး share anybody okay anyone okay ဖြစ်နိုင်တယ်အဲ့တော့ what's and ဘာမှလဲ and ကဘာမှလဲhas anybody seen her သူမဟိုတရားရောမြင်လိုက်သေးလားအဲ့လိုပုံစံမျိုးတချို့မိကိုပုံစံမှာမေးရတဲ့ကြောင့် any ကိုသုံးမယ် okay အဲ့ဆိုကြာသွားပြီဒီမျိုးပုံစံတွေလည်းတွေ့သုံးလို့ရတယ်ပေါ့နော်something somebody someone အဲ့လိုမျိုးတွေ့သုံးလို့ရတယ်လို့anything anybody anyone အဲ့လိုပုံစံမျိုးနဲ့လည်းတွေ့သုံးလို့ရတယ် okay so တချို့ exercise တွေလုပ်မယ်ပေါ့နော် okay ပထမစာကြောင်းက for some or any some နဲ့ any ကိုကွက်လက်မှာ box မှာကွက်လက်မှာဖြည့်မယ်ပေါ့နော် I bought some cheese cheese အနေငယ်ငါဝယ်ခဲ့တယ် but I didn't buy any bread ငါက cheese အနေငယ်ကိုဝယ်ခဲ့တယ်ဒါပေမဲ့ bread ကိုတော့မဝယ်ခဲ့ဘူးဒီနေရာမှာပထမစာကြောင်းက some ကိုဘာလို့သုံးလဲဆိုတော့တချို့ဒီနေရာမှာ positive ငါက cheese အနေငယ်ကိုဝယ်ခဲ့တာ positive အနေနဲ့သုံးတဲ့ sentence မို့လို့ရှေ့မှာ some ကိုသုံးနေ but ဒီလိုနောက်ကစာကြောင်းမှာကျတော့ဒီလို I didn't buy any bread ပေါင်မုတ်ကိုတော့အနေလေးအောင်နည်းနည်းလေးအောင်မွေးခဲ့ဘူးဒီညမှာညင်းတာမို့လို့ရှိလို့ဘာသုံးလဲဆိုညင်းတာမို့လို့ရှိလို့ any okay နောက်တစ်ချောင်းက I'm going to the post office ငါစာရိုက်ကိုသွားမယ် I need some stamps okay ဒီညမှာသုံးတာဆိုတော့ဒီလို you posted ပဲအားကြောင့်မို့လို့ဒီညမှာခြေလို့ some ကိုသုံးရပြီပေါ့နော် some okay ဒီညမှာသုံးပါခြေလို့ some ကိုသုံးမယ် positive မို့လို့ positive စာကြောင်းမို့လို့ဒီညမှာခြေလို့ I'm going to the post office စာကြည့်ကိုသွားမယ်ဒါပေမဲ့I don't need blank stamps ဆိုရင်တော့ခြေလို့ဒီညမှာ I don't need any stamps အဲ့လိုပုံစံမျိုးနဲ့သွားမယ်ပေါ့နော်အဲ့မဲ့ဒီညမှာကျတော့ခြေလို့I need some stamps ဆို positive sentence အားကြောင့်မို့လို့ခြေလို့ some ကိုသုံးမယ် I don't need ဆိုရင်တော့ I don't need any stamps ဖြစ်သွားမှာပေါ့နော် okay နောက်တစ်ကြောင်းက there aren't blank shops in this part of town ဒီမျိုးရဲ့ဒီပိုင်းမှာဒီမျိုးရဲ့ဒီနေရာမှာပေါ့နော်ဒီနေရာမှာ there are blank shops any shops ဘာလို့လဲဆိုတော့ဒီမှာပြောချင်တာကအဓိကကဒီနေရာမှာအဓိကပြောချင်တာက aren't ဒီမျိုးရဲ့ဒီနေပယ်မှာပေါ့နော် this part of town ဒီမျိုးရဲ့ဒီအပိုင်းမှာဆိုရင်ဆိုင်လေးနေငယ်အောင်မရှိဘူးအဲ့တော့ဒီရှေ့တို့ဒီနေရာမှာသုံးချင်တာက any သုံးမယ်ဘာလို့လဲဆိုတော့ array နဲ့ညင်းထားမလို့ရှေ့တို့ negative sentence တွေဆိုရင်ဘာသုံးမလဲဆိုတော့ any ကိုသုံးမယ်ပေါ့နော် okay ဒီနေရာမှာအဖြေက any okay အဲ့ဆိုရှေ့တို့ဒီဟာလေးတွေကိုကျန်တာလေးတွေကိုဖြည့်ပေးမယ်ပေါ့နော်အင်စာပေးလိုက်ပါမယ်ဟုတ်ပြီးရင်နောက်တစ်ခုသွားမယ်နောက်တစ်ခုက okay complete the sentences use some or any plus one of the words okay some နဲ့ဒီလို some နဲ့ any နဲ့ကိုလေဖြည့်မယ်ပြီးကြရင် plus one of these words ဒီအောက်မှာပြီးထားတဲ့ဒီ words လေးတွေနဲ့ပေါင်းပြီးတော့ some or any နဲ့တွဲပြီးတော့ဖြည့်ပေးမယ် okay ကြရင် okay A ရဲ့ cheats ရဲ့ help ရဲ့ letters ရဲ့ photographs ရဲ့
batteries ရဲ့ friends languages make shampoo shampoo ကပြီးသွားပြီပေါ့နော် I want to wash my hair is there any shampoo ဒီညမှာရှေ့ကိုမေးချင်တာကမိကုံပုံမှာပြောခဲ့သလိုပဲမိကုံနေဆိုရင်ရှေ့တို့ဘာသုံးမလဲ some ကိုမသုံး any ကိုသုံးမယ်I want to wash my hair ငါစပင်ငါရှော့ချင်နေပြီ is there any shampoo ခေါင်းလျှော်ရည်ကြံသေးလားခေါင်းလျှော်ရည်ရှိသေးလားခေါင်းလျှော်ရည်ရှိလားအဲ့လိုမျိုးမိကုံပုံစံနဲ့ရှေ့တို့မေးချင်တာမှဒီနေ့မှာ fine ကမိကုံမို့လို့ရှေ့တို့ any နဲ့ပဲမေးရပါမယ်this evening I'm going to write ဒီညနေခင်းမှာငါတို့ကရေးတော့မှာဘာကိုရေးမှာလဲဆိုတော့ write ဘာရေးမှာလဲရေးမှာမို့လို့ okay we use letters အကြတော့ဒီနေရာမှာဒီ sentence ကရှေ့တို့ positive လည်းဖြစ်နေရမို့လို့ရှေ့တို့ဒီမှာဘာသုံးမလဲဆိုတော့ some နဲ့ letters နဲ့သုံးလိုက်မယ် positive sentence လည်းဖြစ်တယ်အားကြောင့်မို့လို့ this evening ဒီညနေခင်းမှာ I'm going to write some letters ငါဒီညနေခင်းမှာစာအနည်းငယ်တော့ရေးမယ်အဲ့လိုပုံစံမျိုးလေးပြောပါပေါ့နော် some letters okay some letters ဖြစ်မယ် okay နောက်တစ်ကြောင်းကကျတော့ I haven't got my camera so I can take photographs okay I can take photographs ဒါမဲ့ဒီတို့ဒီနေရာမှာ some နဲ့ any နဲ့ပဲပေါင်းပြီးတော့သုံးမှာဆိုတော့ I haven't got my camera ငါရဲ့ကင်မရာကိုမေးခဲ့ပြီငါပါမလားငါကင်မရာပါမလားဘူးအဲ့လိုပုံစံမျိုးနဲ့ပြောချင်တာ so I can take any photograph ဒီနေရာမှာ any ကဘာလို့သုံးတာလဲဆိုတော့ဒီတို့အငင်းစာကြောင်းလည်းဖြစ်မယ်အငင်းစာကြောင်းဖြစ်မဲ့အတွက်ကြောင့်ဒီတို့take photograph နဲ့တော့မလို့ဒီဒီမှာသုံးပါ so I can take any photograph ဒီနေရာမှာငါတို့ငါရဲ့ကင်မရာကိုမေးခဲ့တာမလို့ငါဓာတ်ပုံလေးနည်းနည်းအနည်းငယ်တောင်မှငါဓာတ်ပုံလေးအနည်းငယ်တောင်မှမဖြစ်နိုင်ဘူးပေါ့ဓာတ်ပုံလေးနည်းနည်းတောင်မရိုက်နိုင်ဘူးအဲ့လိုပုံစံမျိုးနဲ့ပြောချင်တာ I can take any photograph any photograph okay any photographs ဓာတ်ပုံလေးငါကင်မရာမေးခဲ့လို့ဓာတ်ပုံလေးနည်းငယ်တောင်ငါမရိုက်နိုင်ဘူးအဲ့လိုပုံစံမျိုးနဲ့ပြောချင်တာပေါ့နော်okay ဒါဆိုရင်ဒီ share ကဒီကဟာလေးဖြစ်ပြီးသွားပြီပေါ့နော်ကျန်တာလေးတွေကို try ခဲ့ပါမယ်example ပြလိုက်မယ်ပေါ့နော် okay နောက်တစ်ချောင်းကcomplete the sentences ဒီစာကြောင်းတွေကိုဖြည့်ပေးပါပြည့်စုံအောင်ဖြည့်ပေးပါ use some or any some တော့မဟုတ် any ကိုသုံးပြီးတော့ဒီစာကြောင်းတွေပြည့်စုံအောင်ဖြည့်ပေးပါ okay and didn't take any photographs but I took some okay and ကတော့ didn't take any photograph and ကဓာတ်ပုံလေးနည်းနည်းတော့သူမရိုက်ခဲ့ဘူးဒါပေမဲ့ but I took some ဒီနေရာမှာတကယ်လို့ညင်းတာမို့လို့အရှိရစာကြောင်းက any ကိုသုံးတယ်အရှိရစာကြောင်းက any ကိုသုံးတယ် didn't take any photographs အဲ့လိုပဲနောက်တစ်ကြောင်းကကျတော့ but I took some ငါကဒီ I took some ငါကသူမရိုက်ပေမဲ့ငါနည်းနည်းတော့ရိုက်ခဲ့တယ်အဲ့လိုပုံစံမျိုးနဲ့ဒီညမှာတချို့ some photographs လည်းသုံးလို့ရတယ်ပေါ့နော် I took some photographs လို့လည်းသုံးလို့ရတယ်ဒါပေမဲ့တချို့အရှိမ photographs ကို mention ပြီးသားဒါကြောင့်မလို့ but I took someဒါနဲ့စာကြောင်းက perfect ဖြစ်ပြီပေါ့နော်စာကြောင်းကဒီဟာနဲ့ပြည့်စုံသွားပြီမို့လို့but I took some ငါတော့အနေနဲ့တော့ဓာတ်ပုံလေးနဲ့တော့ရိုက်ခဲ့တယ် okay အဲ့လိုပုံစံမျိုးနဲ့သုံးမယ်ပေါ့နော် okay နောက်တစ်ခုက what's your luggage မင်းရဲ့ luggage ကပမာလဲဆိုတော့I don't have got any okay I haven't got any ငါမှနည်းနည်းလေးအောင်မရှိဘူးမင်း luggage ကပမာလဲငါမှ luggage မရှိဘူးလို့ပုံစံမျိုးနဲ့ညင်းတာမလို့ I haven't got any ငါမှluggage တောင်မရှိဘူးလို့ပုံစံမျိုးနဲ့ပြောချင်တာညင်းတာမလို့ဒီနေရာမှာ not နဲ့ဒီက any က fine ပေါ့နော် okay okay ဒီညမှာ number 3ကကျတော့ do you need any money မိကုမို့လို့ဒီလို any money နဲ့သုံးပါမယ် okay some money နဲ့မသုံးပါဘူးမိကုမို့လို့ဒီလို any သုံးမယ်မင်းပတ်စံလို့လား no thank you ကျေးဇူးတင်ပါတယ်ရမလို့ဘူးI have some ဒီညမှာရတယ်မလို့ငါမှပတ်စံရှိတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ရတယ်မလို့ငါမှပတ်စံရှိရမင်းပတ်စံလို့လားမိကုမို့လို့ any နဲ့သုံးနေဖြည့်တဲ့အခါကျတော့no thank you I have some ငါမှပတ်စံရှိတယ်လို့ပုံစံမျိုးနဲ့သုံးတာမလို့下一个 I have
အဲ့ရဆောင်ငါမှာစံနေငယ်ရှိပြီးသားရတယ်မလို့ငါမှာပတ်စံရှိပြီးသားလို့ပုံစံမျိုးနဲ့ပြောတာပေါ့နော် okay အဲ့ဒါဆိုကျန်တာလေးလည်းရမယ်နော် okay so shadow ဒီကိုတော့မေး okay put in something somebody anything anybody ဒီလေးကိုဖြည့်ပေးမယ်ပေါ့နော်ဒီ plan တွေမှာ okay she said blank to me but I didn't understand it okay she said something to me သူမကငါ့ကိုတခုခုပြောလိုက်တယ်ဒါပေမဲ့ but I didn't understand it ငါဒါကိုနားမလည်လိုက်ဘူး okay ငါဒါကိုနားမလည်ခဲ့ဘူးသူမကငါ့ကိုတခုခုပြောလိုက်တယ်ငါတခုခုတော့ပြောလိုက်တယ်ဒါပေမဲ့ငါဒါကိုနားမလည်လိုက်ဘူးအဲ့လိုပုံစံမျိုးနဲ့ပြောတာအဲ့ကျတော့ဒီပထမအကြောင်းက positive vibe လည်းရတယ် positive sentence လည်းဖြစ်တဲ့အတွက်ကြောင့်ဒီချက်တင်မှာ she said something ငါတခုခုပြောလိုက်တယ် something ကိုသုံးမယ် to me ငါတခုပြောလိုက်တယ် but I didn't understand ငါဒါကိုနားမလည်လိုက်ဘူး okay နောက်တစ်ကြောင်းက what's wrong ဘာဖြစ်တာလဲပေါ့နော်this blank in my eye ငါရဲ့မျက်လုံးထဲမှာတခုခုရှိတယ်အကျတော့ what's wrong ဘာဖြစ်တာလဲငါမျက်လုံးထဲမှာတခုခုရှိနေတယ်အဲ့လိုမျိုးဖြစ်နေတဲ့ဒီညမှာ there's something in my eye positive sentence လည်းဖြစ်တဲ့အတွက်ကြောင့်တချို့ဒီညမှာ anything မသုံးနော် something မသုံးဘူးငါမျက်လုံးထဲမှာတခုရှိနေရဲ့အဲ့လိုပုံစံမျိုးနဲ့ပြောချင်တဲ့အတွက်ကြောင့်တချို့ဘာသုံးလဲဆိုတော့ something ကိုသုံးပါမယ် okay there's something there's something in my ငါမျက်လုံးထဲမှာတခုခုရှိနေရပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ okay နောက်တစ်ကြောင်းကdo you know blank about politics okay နိုင်ငံရေးအကြောင်းကိုမင်းအနည်းငယ်သိလားဒီနေရာမှာပြောချင်တာကသူပြောချင်တာအဓိကမိကုံမို့လို့ share ဘာနဲ့သုံးမလဲဆိုတော့ any နဲ့မင်းမယ် okay မင်းနိုင်ငံရေးအကြောင်းအနည်းငယ်သိလားလို့ပုံစံမျိုးနဲ့ပြောမှာပေါ့နော် do you know anything about politics မင်းနိုင်ငံရေးအကြောင်းအနည်းငယ်သိလားလို့ပုံစံမျိုးနဲ့ဆိုတော့ဒီနေရာမှာဘာဖြစ်မလဲဆိုတော့ anything ကိုဖြစ်မယ်ပေါ့နော်anything ကိုမိကုံမို့လို့ share anything ကိုယူပါမယ် okay anything ကိုသုံးပါမယ်နောက်တစ်ခုကကျန်တာလေးတွေအဲ့ဒါဆိုရင်ဖြစ်နိုင်ဒီကျန်တာလေးအဲ့ဆိုရင်အင်စာအနေနဲ့ထည့်ပေးပါဟုတ်ကဲ့ပါဆိုပြီးပေါ့နော်အင်စာလေးတွေဒီဟာလေးကွက်လက်လေးလုပ်ခဲ့ပြီပေါ့နော်အနည်းချုပ်ရပြန်ပြောရမယ်ဆိုရင်some နဲ့ any မှာဆိုရင် some ကအဓိက positive sentences ဒီမှာသုံးနေ any ကကျတော့ negative sentences ဒီမှာသုံးနေနောက်တစ်ခုကသူတို့မေးခွန်းမေးတဲ့အခါကျရင်တော့တချို့တို့အများစုမှာပေါ့နော်အများဆုံးမှာရှင်းချက်လေးရှိနေအများဆုံးမှာတော့တချို့တို့မေးခွန်းမေးရင် any ကိုပဲသုံးပါမယ်ပြီးတော့ we normally use some on when တချို့တို့ offer တစ်ခုခုကို offer လုပ်တဲ့အခါကျရင်တချို့တို့ some ကိုသုံးမယ် offer လုပ်တယ်နောက်တစ်ခုကကျတော့ when we ask for things တချို့တစ်ခုခုကိုတောင်းဆိုတာပေါ့နော်အဲ့လိုမျိုးတောင်းဆိုတဲ့အခါမျိုးတွေမှာလည်းတချို့တို့ some ကိုသုံးပြီးမယ်နောက်တစ်ခုကကျတော့ some နေ any နေကိုနောက်ကနေ noun မလိုက်တဲ့ပုံစံမျိုးနဲ့လည်းသုံးလို့ရတယ်ပေါ့နော်အဲ့လိုဘလို့အဲ့လိုမျိုးအဲ့ဒါတွေကိုဘလို့အခါမှာမျိုးမှာသုံးလဲဆိုတော့ပေါ့နော်အရှိမအဲ့ဒီ noun က mention ပြီးသားအခါကျတော့နောက်ထပ်စာကြောင်းမှာအဲ့ဒီ noun ကိုထပ်ပြီးတော့မထည့်ဘဲနဲ့ some any only one ဒီခုတည်းနဲ့ပဲဖြည့်လေအဲ့စာကြောင်းမှာပြည့်စုံတယ်ခေဒါပါပဲပြီးတော့ something somebody someone anything anybody anyone အဲ့လိုမျိုးလည်းရှိမယ်ပေါ့နော်ဟုတ်ပါပြီဒါပါပဲပြီးတော့ဒီအောက်ကဒီအင်စာလေးတွေလုပ်ခဲ့ပြီပေါ့နော်ဒါပါပဲ